ကဲအာဆင်နယ်ကိုချစ်မြတ်နိုးကြတော့အာဆင်နယ်ဖန်ပေါင်းဂန်နာဖန်ပေါင်းအာဆင်နယ်ကိုရင်တဲ့အသေးတဲ့မြရှိကြတော့ဂန်နာဖန်ပေါင်းအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်တာပါတယ်အာဆင်နယ် BBF ဘာမှ channel နဲ့ပြန်လဲကြိုလိုက်ပါတယ်ဒီဗီဒီယိုလေးကတော့နော်ကျွန်တော်ဒါလုံးမယ်နဲ့ကျွန်တော်အခုမှဒါကတော့အမှန်တမ်းပြောရင် Premier League ဖလားရရင်တော့ငါတေချာလုံးမယ်ဆိုပြီးတော့ title တွေရွေးထားရတဲ့နေရာမှာအကောင်းဆုံး title တစ်ခုလည်းဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြီးခဲ့တဲ့လတွေမှာကြားခဲ့ရတဲ့ပြီးခဲ့တဲ့လမှာဒီလထဲမှာကြားခဲ့ရတဲ့ဟုတ်လားကျွန်တော်တို့ဒီအကောင်းဆုံးဆုရတယ်ဘာညာဆို Premier League ကပေးတဲ့ဆုတော့မဟုတ်ဘူးเนาะဘယ်ကပေးတဲ့ဆုလဲကျွန်တော်အာယုံနောက်လို့เนาะအဲ့တော့ PFA ကိုဒီကောင်ပဲရမယ်တွေဗါတွေရှောက်ပြန်မလား on နေတဲ့ကောင်တစ်တိုက်အတွက်ကျွန်တော်အဲ့ထဲကကျွန်တော် Ghana blogger ညီကိုကပြောထားတယ်ဒါကခမရရှင်းလေးအကွာကြီးအဲ့တော့ဒီညီကိုနဲ့ပတ်သက်ဒီညီကို Ghana blogger ညီကိုနောက်ကနေ support ပေးတဲ့ video လည်းဖြစ်တယ်ညီကိုနဲ့အတူတူ Arsenal ပြိတ်သက်ချင်းဖြစ်တဲ့တော့ဝင်းရံတဲ့ video လည်းဖြစ်တယ်နော်ခေါင်းစဉ်လေးပြောပါမယ်ဘရင်သားနဲ့ကယ်ပါသားနိုင်စရာလားတဲ့ဘရင်ဆိုတာရှင်ဘရင်ကိုပြောတာရှင်ဘရင်ရဲ့သားနဲ့ကယ်ပါဆိုတာကျွန်တော်ရှေ့ကတရောင်းစားကိုပြောတာနော်တရောင်းစားရဲ့သားနဲ့နှိုင်းစရာလားโอเคအဲ့တော့ပထမဆုံးကျွန်တော်ဘရင်သားဆိုတော့ကျွန်တော်ပြပြမယ်နော်ရှင်ကြည့်ကွာအဲ့ဒီမှာနော် cover photo တင်ထားတဲ့ဥပရိရုပ်ချင်းကိုအရင်ရှင်ကြည့်လိုက်အောင်ဥပရိရုပ်ချင်းကိုအရင်ရှင်ကြည့်လိုက်အောင်ဘလို့မှရှင်လို့မရတဲ့အနေထားမင်းတို့ဘာလာရှင်ခြင်းနေအောင်နော်ဘရူနိုက Declan Rice တဲ့ကောင်းတယ်လို့ပြောတော့အကွာကြီးညီကိုတွေရဲ့နော်မင်းတို့ကောင်ကဝလုံးကောင်းနဲ့လာတာနော်ကျွန်တော်တို့ဒီနွားချီယာကွာထဲမှာရောက်နေတဲ့ဖားတငယ်လေးလို့ပဲသဘောပေါက်လားမသိဘူးเนาะအဲ့တော့အကွာကြီးလာမရှင်နဲ့အဲ့တော့ရှင်ဘရင်သားငါပြပြမယ်ဘရင်သားเนาะဘရင်သားဆိုတာသိလားမြေတို့ပင်ဆိုသေးကမှုအချိန်တန်ရင်ပညာတော်တင်ပညာတွေသွားတင်ရမယ်ပမောက္ခဒေသပမောက္ခဆရာကြီးထံမှာပညာတွေသွားတင်ရမယ်เนาะရှင်ဘရင်တို့တက်တဲ့ပညာတွေသင်ပြီးပြန်လာတဲ့အခါမှာရှေ့ဆန်ဖြစ်မယ်เนาะမကြဘူးဖခင်လှုပ်တဲ့ဟလာဘရင်ကြီးကသူသာယုံကြည်ရပြီလုံနိုင်လောက်ပြီလို့သတ်မှတ်ပြီးအထာရသက်18ရက်သောပညာရက်တွေအားလုံးကိုပြည့်စုံပြီဟာလားရှင်ဘီတို့တက်သည့်အပ်သောပညာရက်တွေကျွမ်းကျင်အပ်သောပညာတွေအားလုံးပြည့်စုံပြီဟဲ့လို့သာသူ့ရဲ့ဖခင်ရှင်ဘီကသတ်မှတ်ပြီဆိုရင်မင်းမြောက်တစား၅ပါးနဲ့တကွရှင်ဘီဖြစ်ခွင့်နဲ့ထိုက်တန်တဲ့အတွက်နော်ရှင်ဘီဖြစ်မှာရှင်ဘီရဲ့သားကနော်အဲ့တော့ငယ်စဉ်တောင်ကြီးကလေးဘွားတွေကရှင်ဘီရဲ့သားတွေကနော်ဘလောက်ထိပစားပေးပြီးတော့နန်းတော်ထဲမှာနေကြရလဲဆိုတော့အတိဆုံးနော်ဒါကြောင့်ကျွန်တော်ကရှင်ဘရင်သားနဲ့ကယ်ပါသားလို့ကျွန်တော်နှိုင်းရှင်လာတာနော်အဲ့တော့နန်းတော်ကြီးကိုကျွန်တော်တို့ဒီနော်ဘယ်လိုပြောရမလဲရှင်ဘရင်ဖြစ်ခွင့်ထိုက်တဲ့အတွက်ရှင်ဘရင်ဖြစ်လာမဲ့ Declan Rice ပေါ့ဗျာအဲ့ဒီမှာထူးခြားတာက Rice ကနန်းတော်ကြီးကိုကြီးစိုးတဲ့ရှင်ဘရင်ကြီးရဲ့တူတဲ့တော့သားနော်တူတယ်တော့သားသမီးတွေအများကြီးရှိတဲ့တဲမှာသားလေးဒီတယောက်ပါအဲ့တော့တေချာပေါက်သူကရှင်ပြန်ဖြစ်ပြီးတေချာပေါက်သူကရှင်ပြန်ဖြစ်မှာဥပရိယုတ်နဲ့ခံညာတော့ဟာလားဥပရိယုတ်မှာဆိုရင်ခံညာတော့နော်အဲ့တော့တူတယ်တော့ရှိတဲ့သားရတနာတစ်ပါးဖြစ်တဲ့အတွက်တေချာပေါက်ဘင်းဖြစ်ခွင့်နဲ့ထိုက်တန်တဲ့ဥပရိယုတ်ကာယဗလညာနာဗလလုံးလဝရိယတို့အဖက်ဖက်ကပြည့်စုံသောရှင်ဘင်ရဲ့သားမျိုးဘောပေါက်လာမျိုးနော်မရှင်းနောက်တစ်ခေါက်ပြန်နားထောင်နော်အစကနေ4မိနစ်ပြန်နားထောင်လိုက်โอเคနောက်တစ်ပိုင်းသွားမယ်ကဲပါဆိုတာဒီဘက်ခင်မှာလားကဲကြပါအော်နာဒါအကူကြီးတောင်းတာ help အကူကြီးတောင်းတာဟုတ်ရှေ့ကဘင်းလက်ထက်တွေရှင်ဘင်လက်ထက်အရှင်ဘင်နေအုပ်စိုးခဲ့တဲ့ခါတော့ကနော်ရှေ့ဘင်နေအုပ်စိုးခဲ့တဲ့ခါတော့ကဲပါဆိုတာကျွန်တော်တို့သရောင်းစားကိုခေါ်ကြတာတောင်းရန်စားတောက်တဲ့သူတွေကကျွန်တော်တို့ကိုကဲမတနာကြပါကဲပါအောင်လို့ပြောပြီးတောင်းစားကြတဲ့အတွက်လူအတိုင်းဝိုင်းတစ်ခုလုံးကသူတို့ကိုနာမည်ခေါ်လို့ကောင်းတဲ့နာမည်ပေါ့ဗျာနော်ဘာလို့ခေါ်လိုက်လဲဆိုတော့ကဲပါလို့ခေါ်လိုက်တယ်အဲ့တော့ကဲပါဆိုတာကျွန်တော်တို့တောင်းစားကိုခေါ်တဲ့အခေါ်ပဲဖြစ်ပါတယ်အဲ့တော့ကနော်ကဲပါရဲ့သားဆိုဗျာစဉ်းစားကြည့်လိုက်ကျွန်တော်ကဲပါရဲ့သားဆိုစဉ်းစားကြည့်လိုက်ဥပရိယုတ်ဤညံ့ဖြင်းခြင်းဥပရိယုတ်ဤညံ့ဖြင်းခြင်းကြည့်အဲ့မှာကျွန်တော်တင်လာတဲ့ပုံမှန်ကြည့်လိုက်နော်
ဗရန်ကွာတယ်ဥပရိယုတ်ညံ့ဖြင်းခြင်းစိတ်ဓာတ်ညံ့ဖြင်းခြင်းဘယ်လောက်စိတ်ဓာတ်ညံ့ဖြင်းလဲသိပြီးသားမလားလက်ညိုးလေးနဲ့ထင်ရင်ထိတာတော့ပြစ်လဲပြီးတော့သေတော့မတတ်ဟာလားဟုတ်တယ်နော်အဲ့တော့စိတ်ဓာတ်ညံ့ဖြင်းခြင်းအချောင်ရမြင့်အပေါက်ပဲ complaint ဟန်ဆောင်ခြင်းစတာနဲ့ပြည့်စုံနေတယ်နော်တခုဆိုလို့ချင်းဟာလားဟန်ဆောင်ခြင်းများစွာနဲ့ blah 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 နော်ဒါနဲ့ပြည့်စုံနေတော့ရမဲ့မွေရရှင်းတယ်အဝတ်စုပ်ခွတ်စုပ်ပဲရမှာစုပ်တဲ့အဝတ်မှလေရှင်းရှင်းလေးတန့်အောင်ဝတ်ထားတဲ့သတောင်းစားကိုဟုတ်တယ်နော်တန့်အောင်ဝတ်ထားတဲ့ကဲပါကိုဘသူကပတ်စံထဲလို့တော့ဟုတ်လားအဲ့တော့စုပ်ပြတ်နေတဲ့အဝတ်စုပ်နဲ့ဟလာမကောင်းတဲ့စုပ်ပြတ်နေတဲ့ခွတ်စုပ်ကိုပဲပိုင်ဆိုင်ခွင့်ရမယ်ကဲပါရဲ့တားပါဗျာရှင်ကြည့်တာကျွန်တော်ရှင်ပြောနေတာနော်အဲ့တော့အကွာကြီးပါဆိုတာမင်းတို့ကလည်းအဲ့လိုကွာတာပြောချင်ရင်ငါပြောသလိုကဏ္ဍဘလော့ကညီကိုနော်ပြောချင်ရင်ငါပြောသလိုကျွန်တော်ပြောသလိုရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်းနော်မထိထိမလုံးနဲ့ရှင်းရှင်းလင်းလင်းကွက်ကွက်ကွင်းကွင်းထိထိမိမိဒီကောင်နေဟိုပြောမှဒီကောင်နေကအင်းငနဲ့ပြောင်းပြောဒီကောင်နေငါတို့ပြောခဲ့တဲ့စကလုံးပေါင်းနှိုင်းခံမှုပေါင်းများစွာရှိတယ်ဒါငါတို့ပြောတာသေးသေးလေးရှိသေးတာနော်အဲ့တော့ပြောချင်တာပါလို့ဆိုဒီကောင်နေတိုင်ပတ်နေမယ်ဒီကောင်နေတိုင်ပတ်နေမယ်ဒီကောင်နေတိုင်ပတ်စေမယ်အဆုံးထိတဲ့ဘောဘောလားအဆုံးထိတဲ့ပြင်အဆက်မပြတ်အဆုံးထိတဲ့နော်ပြင်အဆက်မပြတ်ဘောဘောလားညီကိုဘောဘောလားညီကိုအာဆင်နယ်ပြည်သက်အားလုံးကိုစားအာဆင်နယ်ပြည်သက်တွေကညီကိုနာမှာဝင်းရံစေညီကိုနော်အားလုံးအတူတူ forever together ပဲအာဆင်နယ်ပြည်သက်ဆိုရင်နော်အဲ့တော့ဘရင်သားနဲ့ကဲပါနိုင်စရာလားလို့နော်ဥပရိယုတ်ဤကွာဟခြင်းစိတ်သက်ပိုင်းဤကွာဟခြင်းလုံလဝရိယပိုင်းကွာဟခြင်းညာနာတက်ကြွခန္ဓာကိုယ်ကာယဗလဟုတ် so sorry ပဲလာမရှင်နဲ့ဘရင်သားကွာကဲပါသားမဟုတ်ဘူး so sorry ပဲညီကိုလေးနော်ကျေးဇူးတင်ပါတယ်အားလုံးဗတ်မယ်မှာနောက်ဗီဒီယိုမှာပြန်ဆုံပါများများ share လေးကောင်းတယ်ဒီဗီဒီယိုကိုကြိုက်တဲ့နေရာမှာကြိုက်တဲ့ပုံစံနဲ့ share နိုင်တယ်ကြိုက်တယ်လို့ share နိုင်တယ်အားလုံးကိုခွင့်ပြုတယ်ဘိုင်ဘိုင်